တီးတန့်ဆိုကတချင်းတစ်ပုတ်လက်ဆောင်ပေးလိုက်တဲ့ Bruno Mars ကမ္ဘာကျော်ဆိုတော့ Bruno Mars ဟာဆယ်စုနှစ်တစ်ခုကြာမှထွက်ရှိလာတဲ့သူ့ရဲ့စတုတ္ထမြောက် album The Romantic ကို promotion လုပ်ရင်း Blackpink ဖွဲ့ဝင် Rose အတွက်တချင်းတစ်ပုတ်တီးတန့်လက်ဆောင်ပေးလိုက်တာကြောင့်ပရိသတ်တွေကြားမှာကြီးကျယ်ကြရက်ထနေပါတယ်။ဖေဖော်ဝါရီ29ရက်နေ့ကပြုလုပ်ခဲ့တဲ့ TikTok Live မှာ Rose ကတငယ်ချင်းတွေနဲ့အတူပြင်သွားရင်နားထောင်မှုတချင်းကောင်းလေးတစ်ပုတ်အကြံပေးပါဆိုပြီး Bruno စီပေးပို့ထားတဲ့အသံဖိုင်ကိုဖွင့်ပြခဲ့တာပါ။အဲဒီခါမှာ Bruno က Rose ကိုစနှောက်ရင်သူ့ရဲ့ album အသစ်ထဲက Something Serious ဆိုတဲ့သချင်းကိုလက်ဆောင်အဖြစ်ပွင့်ပြခဲ့ပါတယ်။ဒါပေမဲ့သချင်းထဲကစာသားတွေဟာပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။သချင်းထဲမှာမင်းကငါ့ရဲ့ချစ်သူဖြစ်တဲ့နေဆိုတဲ့စာသားတွေပြင်ငါတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ကလေးလေးတွေမလိုချင်ဘူးလားဆိုတဲ့အလွန်မင်း romantic ဆန်ပြီးပွင့်လင်းလာတဲ့စာသားတွေပါဝင်နေတာကြောင့်ပါ။ပရိသတ်တချို့ကတော့ဒါသူတို့နှစ်ဦးကြားကရင်းနှီးတဲ့နောက်ပြောင်မှုတက်တက်လို့မြင်ကြပေမဲ့တချို့ကတော့ဒီလောက်ထိပွင့်လင်းတဲ့စာသားတွေနဲ့သချင်းပေးတာဟာထူးခြားနေတယ်လို့ယူဆနေကြပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလုံးရဟာပြီးခဲ့တဲ့ Grammy ဆုပေးပွဲတုန်းကသူတို့နှစ်ဦးကြားဆက်ဆံရေးအေးဆက်သွားပြီဆိုရင်ကောလာဟလတွေကိုတော့အကုန်လုံးခြေဖြတ်လိုက်နိုင်ပြီဖြစ်ပါတယ်။ပြည်တွင်းဂီတလောကကိုသိမ်းပိုက်လိုက်တဲ့ Rose Blackpink ပွဲဝင် Rose ဟာပြည်တွင်းနိုင်ငံရဲ့အကြီးကျယ်ဆုံးဂီတဆုပေးပွဲကြီးဖြစ်တဲ့ Brit Awards မှာ K-pop သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဆုကူနိုင်ခဲ့တဲ့အနုပညာရှင်ဖြစ်ကမ္ဘာမှတ်တမ်းသစ်ရေးထိုးလိုက်ပါတယ်။ဖေဖော်ဝါရီ28ရက်နေ့ကမန်ချက်စတာမြို့မှာကျင်းပခဲ့တဲ့2026ခုနှစ် Brit Awards ဆုပေးပွဲမှာ Rose နဲ့ Bruno Mars တို့ရဲ့ကမ္ဘာကျော်တီးသချင်း APT ဟာ International Sound of the Year ဆုကိုရရှိခဲ့တာပါ။ဒါပြည်တင်ဂီတလောကရဲ့အမြင့်ဆုံးစံနှုန်းတစ်ခုကို K-pop နုပညာရှင်တူကပထမဆုံးချိန်ထိုးဖောက်အောင်မြင်လိုက်တာဖြစ်ပြီး Rose ရဲ့ဆုလက်ခံရယူတဲ့မိန့်ခွန်းကလည်းပရိသတ်တွေကြားမှာအကြီးအကျယ်ရှေ့ပန်းစားနေပါတယ်။ဒီအောင်မြင်မှုဟာ APT တချင်းရဲ့ကမ္ဘာလွှမ်းမိုးမှုကိုသက်သေပြလိုက်ရုံနဲ့မကပဲ Rose အတွက်တော့သူမရဲ့ဆိုလိုခီးလမ်းမှာမဖြစ်နိုင်တဲ့သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။